ဒီနေ့တစ်ခုပြောပြမလို့အတင်နာလေအတင်နာကိုဒီ battery ကြာ astrology လို့တော့မပြောတော့ပါဘူးเนาะ astrology ဆိုရန်ကိုပညာတွေပြည့်စုံတဲ့လူပဲပြောတာကောင်းတာပေါ့เนาะဆိုတော့ဒီ battery ကြာတယောက်ဖြစ်လှုပ်လှုပ်တဲ့အချိန်ကနေစပြီးတော့ဇိုဒီရဲ့ sign တွေကိုဟိုကတော့မကောင်းတရားမကောင်းဘူးဆိုတာမျိုးဟိုတက်နိုင်သလောက်မပြောဘဲနေကြတာပေါ့เนาะဟိုအားလုံးကဒီ personality sign တွေရှိတဲ့အလျောက်စမ်းတစ်ခုတည်းကိုရှိလို့မရဘူးပေါ့နော်ကိုဟိုဖက်လိုက်မှုမရှိအောင်ပေါ့ကိုကြိုက်တာမကြိုက်တာတွေထဲအဲ့လိုမျိုးဆရာမတွေကလည်းဆရာမတွေကလည်းစုံးပါတယ်ပေါ့နော်လူတယောက်ရဲ့ဒီစမ်းဆိုင်တစ်ခုတည်းကိုပဲကြည့်ပြီးတော့မဆုံးဖြတ်တင်မှုပေါ့သူ့ရဲ့ personality မှာရှိတဲ့တခြား placement တွေကိုလည်းကြည့်တင်တယ်ဆိုတာမျိုးပေါ့နော်ဒီလိုမျိုးတွေဒီနာတို့ကစိတ်ကိုပြုပြင်ထားပါတော့ဒါပေမဲ့အခုတော့အတီနာမပြောဘဲမနေနိုင်တော့လို့ပြောပြအောင်မယ်အဲ့ဒီဇိုဒီရဲ့ sign တွေမှာကလေသူ့ energy နဲ့သူရှိတယ်ဟိုကောင်းတယ်ဆိုတယ်ဆိုတာထက်เนาะတချို့ကတော့စိတ်တက်တွေအရန်ပြင်းထန်တဲ့ energy ပြင်းထန်တဲ့ sign တွေလည်းရှိတယ်တချို့ကတော့နည်းနည်းဘယ်လိုပြောမလဲနူးညံ့တဲ့ sign တွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတဲ့အခါကျတော့အတီနာကနည်းနည်းအရင်တော့ကြောက်တာဘာလဲဆိုစကော်ပီယိုပေါ့နော်စကော်ပီယိုတော့နည်းနည်းကြောက်တယ်ပေါ့နော်ငယ်ဘဝမှာစိတ်ဒဏ်ရာလေးတွေရခဲ့တယ်ဆိုတော့စကော်ပီယိုတော့ကြောက်တယ်ဆိုပြီးတော့အဲ့လိုမျိုးတွေးခဲ့ဘူးတယ်အဲ့လိုတွေးခဲ့တဲ့အတွက်လဲကိုယ့်ရဲ့ဒီသက်ကြီးလာတဲ့ခါမှာကိုယ့်ရဲ့အရင်ကြီးဆုံးထဲမှာစကော်ရီပေါ့နော်ရမ်းချစ်ရတဲ့ညီမလေးတွေမောင်လေးတွေစကော်ရီဖြစ်နေစကော်စစ်တွေပေါ့နော်စကော်အောင်မှပဲသူကလက်ချက်မှာplacement 1နေရာ2နေရာမဟုတ်ဘူး3နေရာ4နေရာတကယ်ကို stadium နဲ့တကယ်ကိုဟို Scorpio စစ်တွေဒီလိုတွေကြုံရတယ်ဆိုတော့ခါကြလဲScorpio ရဲ့စိတ်နေသဘောထားဒီလိုပါလားဒါလည်းငါ့ကိုတင်ယုံလေးလာဖို့အတွက် universe ကတင်ပြပေးတယ်ပေါ့နော်ဒီလိုမျိုးပဲမှတ်လိုက်တာပေါ့ဆိုတော့အခုဗာပြောချင်တာလဲဆိုရင်အဲ့ဒီဆိုရရဲ့ sign တွေကကိုယ့်ရဲ့ budget ကelement ဟုတ်တယ် element တွေရဲ့ energy နဲ့လည်း sign တယ်နော်အတီနာရဲ့ budget မှာဆိုရင်အနည်းဆုံးကဘာလဲဆို water energy အရင်နေတယ်ဆိုတော့ကို့မှာ water energy မရှိလို့ ਨੇ ထင်တယ် water energy water sign တစ်ခုအတီနာကိုတော်တော်လေးကိုစိတ်ဒုက္ခပေးလိုက်တယ်ပေါ့အခုရက်ထဲမှာလေတော်တော်လေးကိုစိတ်ဒုက္ခပေးလိုက်တယ်ကိုကတီငိမ့်ငိမ့်အဆိုင်ဖြစ်တော့ကိုကတီငိမ့်တဲ့လူတော်မှာတော်တော်လေးကိုရောက်ရက်ခတ်သွားတယ်เนาะစိတ်ရှုပ်သွားတယ်ပေါ့ဒါတော့တကယ်ဟိုမထင်ဘယ်လိုပြောလဲမျော်လင့်မထားတဲ့နူးညံ့တဲ့ဆိုင်တစ်ခုပေါ့နော် water sign လေးတစ်ခုပါပဲเนาะဆိုတော့ကောင်းခြင်းဆိုးခြင်းဆိုတာကိုယ့်စီမှာရှိတဲ့ budget မှာဘယ်လို energy တွေနဲနေလဲဆိုတာလေးကိုတစ်ချက်ကြည့်တင်ပါတယ်လို့အဲ့ဒါလေးလာပြောပြတာပါကျေးဇူးပါရှင့်အတီနာပါ